10 မိနစ်ပဲဖြစ်စေ9 မိနစ်ပဲဖြစ်စေဘဝရဲ့ဒုက္ခဆိုတဲ့သဘောလေးကိုရှုမြင်သုံးသပ်ပေးဖို့လိုအပ်တယ်အဲ့ဒီလိုရှုမြင်သုံးသပ်မှုဟာမိမိဘဝကလွတ်မြောက်ရေးအတွက်အများကြီးအထောက်အကူပြုတယ်ဆိုတာတတိထားကြဖို့ဒီအမြင်လေးဟာခုချိန်မှာကြည့်မယ်ဆိုလို့ရှိရင်တာမန်အမြင်ကလေးတစ်ခုမျှသာဖြစ်တယ်ဘဝကမလွတ်နိုင်တော့ဘူးလို့ထင်ကောင်းထင်လိမ့်မယ်ကြည့်ရှင်စုလဗံမထေမြလွန်ခဲ့တဲ့အတိတ်ဘဝတစ်ခုမှာဘယင်ဖြစ်လို့တိုင်းကလှဲ့တဲ့အခါသူ့မျက်နှာမှာထွက်နေတဲ့ချွေးကိုမိမိမှာရှိတဲ့ဖြူဖွေးနေတဲ့လက်ကင်မွာလေးနဲ့တုပ်လိုက်တဲ့အခါမှာလက်ကင်မွာလေးခန္ဓာကိုယ်မှာရှိတဲ့ကြီးညော်တွေကြောင့်မဲညစ်သွားအဲ့ဒါလို့မဲညစ်သွားတာကိုမြင်လိုက်တဲ့အခိုက်အတန့်လေးမှာအတွေးလေးပါပေါ်တော့ဆိုဟောဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ကြည့်ဖြူဖွေးနေတဲ့လက်ကင်မွာလေးဟာညစ်နွမ်းသွားရပါလားခန္ဓာကိုယ်ကြီးကမစင်ကြယ်ပါလားဆိုအတွေးလေးတွေးမိသွားအဲ့ဒီအတွေးလေးတွေးမိခဲ့သည့်အတွက်ကြောင့်ရှင်စုလဗံရတဲ့ဘဝရောက်တဲ့အခါအပ္ပဒမဉာဏ်ထိုင်းတဲ့အနေအထားမျိုးရောက်ရှိသွားမြတ်စွာဘုရားကသူ့ကိုအဲ့ဒီလက်ကင်မွာလေးနဲ့ပြန်ဆက်ပေးလိုက်တာနော်ဒါကြောင့်မို့လို့ရဇောဟရဏံဆိုတာလက်ကင်မွာကိုပြောတာဘာလို့လို့ဆိုလက်ကင်မွာဆိုတာတုတ်ဖို့ပြုဖို့ပဲလေရဇောဆိုတာမြုံမုံခန္ဓာကိုယ်မှာကတ်နေတဲ့အမုံအမွားအဲ့ဒါတွေကိုဟရဏဖယ်ရှားနိုင်တယ်ဆိုခန္ဓာကိုယ်ပေါ်မှာရှိတဲ့ကြီးညော်တွေကိုတုတ်เสียလို့ဒီလိုအဓိပ္ပာယ်ရအဲ့ဒါကြောင့်မလို့ဒီပဝါပိုင်းလေးပေးလိုက်တဲ့အခါပဝါပိုင်းလေးပေါ်မှာအာယုံရအောင်ဖြူစင်းနေတဲ့ပဝါပိုင်းလေးမှာပထမဆုံးဩရဒကတိုင်းဆိုတာရှုတယ်အဖြူလေးပေါ်မှာအာယုံစိုက်လိုက်တဲ့အခါတမာရီစွမ်းအားတွေရအဲ့ဒါလို့ရလာပြီးတဲ့အချိန်ပရမဇန်ဒုတိယဇန်တတိယဇန်သရုတ်ထဇန်ဆိုတဲ့အမတန်အဆင့်မြင့်တဲ့တမာရီရလာတဲ့အချိန်ကြတော့မြတ်စွာဘုရားရဲ့အပိကုညီမှုနဲ့အဲ့ဒီထိုပဝါပိုင်းလေးဟာအဖြူရောင်လေးကနေပြီးတော့ညှဉ်းနှွမ်းသွားတဲ့အနေအထားမျိုးလေးဖြစ်သွားတယ်ရှင်စုလဗံရဲ့လက်နဲ့ပုတ်ရင်းနဲ့ညှဉ်းနှွမ်းသွားတဲ့အနေအထားလေးမြင်တဲ့အခါကျတော့ကြည်အတိတ်ဘဝတုန်းကလက်ကင်မွာလေးညစ်သွားတာကိုကြည့်ပြီးတံဝေကစိတ်လေးဖြစ်ခဲ့တာနဲ့ပြန်ဆက်လိုက်တာဆက်လိုက်တော့ဒီအချိန်မှာချက်ချင်းပဲဝိပဿနာဉာဏ်ရည်တွေတက်ပြီးတော့ဘဝရဲ့ဒုက္ခကိုရှုမြင်သုံးသပ်သွားတယ်ယဟန္တာဖြစ်သွားတယ်ဆိုတဲ့ဒီဇာလန်းကိုဘုရားဘာသာဝင်တွေကြားဘူးဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေလည်းဒါလေးတွေကိုအမှတ်တမဲ့မနေနဲ့အမှတ်တမဲ့မနေနဲ့ကိုယ်အင်ကြီးလေးလျှော်ဖွတ်တဲ့ကိုဝတ်ထားတဲ့အင်ကြီးလေးမဲညစ်သွားတဲ့အခါအော်ခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးတော့ဒီအင်ကြီးလေးကမဲညစ်သွားပါလားလို့ဆိုတဲ့တံဝေကစိတ်ကလေးဖြစ်အောင်ကြိုးစားအဲ့ဒီဖြစ်လာတဲ့တံဝေကစိတ်ကလေးဟာနောက်တစ်ချိန်မှာတကယ်ကို investment ပေါ့ယဉ်ဤမြုပ်နှံထားတဲ့ကုသိုလ်တစ်ခုဖြစ်လာတံဝေကစိတ်လေးအမတမတန်မိုးရှိတယ်အေးလက်ကင်မွာလေးနဲ့မျက်နှာကိုတုပ်ရင်ဖြစ်စီတပည့်နဲ့မျက်နှာကိုတုပ်တဲ့အခါဖြစ်စီချွေးတွေတန်တွေထွက်လို့တုပ်လိုက်လို့မဲညစ်သွားပြီဆိုလို့ရှိရင်လေခန္ဓာကိုယ်ရဲ့ဒုက္ခလေးကိုသုံးသပ်ကြည့်ပါတဲ့ခန္ဓာကိုယ်ရဲ့မစင်ကြယ်မှုတွေရှုမြင်သုံးသပ်ပေးအဲ့ဒါလို့ရှုမြင်သုံးသပ်ပေးမှုသည်တာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့အိုးဘာမှအရာရောက်မဲ့ဟာမဟုတ်ဘူးလို့သင်ကောင်းထင်ကြလိမ့်မယ်သို့တော့ခန္ဓာဘုံပေါ်မှာတွေ့တာနေတဲ့တဏှာကိုကင်လှုပ်နိုင်တဲ့အနေအထားမျိုးရတယ်ပေါ့တည်ငါအားဖြင့်ဒီစိတ်ကလေးပေါ်လာတဲ့အချိန်မှာခန္ဓာဘုံပေါ်မှာတွေ့တာပြီးတော့ခန္ဓာကိုယ်ဒုက္ခလို့ဆိုတဲ့အထင်လေးပျောက်သွားခန္ဓာကိုယ်ရဲ့ဒုက္ခသဘောလေးတွေခန္ဓာကိုယ်ကြောင့်ဒီလိုဖြစ်ရတဲ့အနေအထားလေးတွေကိုစဉ်းကျင်စဉ်းစားနိုင်သွားတယ်တဲ့ဒါကြောင့်မို့အချိန်မှအားလတ်လို့ရိတ်တာတွေသွားပြီးကမ္မထာအာမထုတ်နိုင်ဘူးဆိုတော့ကိုယ်တဏ္ဍမှာဟောလို့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်ပိုင်းလေးမှာ
ဒီလိုအသိစိတ်ကလေးတွေရအောင်ကြိုးစားဖို့လိုအပ်တယ်